ရောပကောင်းကင်အောက်ကနဂါးနကောင်စီစဉ်ထိုးမဲ့ပွဲသို့မဟုတ်ချန်ပီယံလိဆက်လျှောက်တင်စစ်မှာထိတိုက်တွေ့ဆုံနေတဲ့ Chelsea နဲ့ PSG အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုဆိုင် Chelsea လိုက်ကျူး Channel နဲ့ Facebook page ကနေပြရညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မပြပြသွားမယ့်အကြောင်းအရာလေးကတော့မင်းညကပြုလုပ်ခဲ့တဲ့ချန်ပီယံလိဆက်လျှောက်တင်စစ်မှာမွေးခွဲပွဲမှာ Chelsea နဲ့ PSG တင်းတို့ထိတိုက်တွေ့ဆုံခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကဲဒီတော့ဆက်လိုက်ကြရအောင်ဗျာချန်ပီယံလိရဲ့ကကြမ္မာပိန်းဟာတစ်ခါတရံမှာအရန်ကိုရက်ဆက်တက်တယ်လို့အရန်လည်းရင်ခုန်မှုကောင်းလွန်းလာပါတယ်မင်းညနေကချန်ပီယံလိဆက်လျှောက်တင်အစစ်မွေးခွဲမှုအပြီးမှာတော့တကဘာလုံးကဘောလုံးပရိသတ်တွေရဲ့အာယုံဟာတနေရာထဲမှာစုဆုံသွားရပါတယ်အကြောင်းကတော့ကမ္ဘာချန်ပီယံ Chelsea တင်းနဲ့ဥရောပချန်ပီယံ PSG တင်းတို့ရဲ့ထိတိုက်တွေ့ဆုံမှုပါပဲဒါဟာရိုးရိုးပွဲစဉ်တစ်ခုမဟုတ်ပါဘူးနှစ်သင်းစလုံးအတွက်ဂုဏ်သိက္ခာတွေအလောင်းစားလုပ်ထားတဲ့ AM ကြောက်ဆောင်ကြီးနှစ်ခုရိုက်ခတ်မဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ကြာရှင်ကရင်မြက်ခင်းနားဆိုတဲ့စကားပုံရှိပေမဲ့ဒီပွဲမှာတော့မြက်ခင်းတွေမှာကပဲတကဘာလုံးကပရိသတ်တွေရဲ့ရင်ခုန်တန်တွေပါတောင်ဟတ်စိန်မှာကတော့အသေးကြပါပဲပြီးခဲ့တဲ့ကမ္ဘာကလပ်ဖလားမှာတော့ Chelsea တို့ပြသခဲ့တဲ့စွမ်းဆောင်ရည်ပိုင်းဟာ PSG အတွက်ကတော့ရံပတ်ထဲကစူးတကြောင်းလိုဖြစ်နေမှာတော့အသေးကြပါပဲတရားဒီတွင်စူပလာအားလုံးကိုသိမ့်ပိုက်မယ်ဆိုတော့ PSG ရဲ့အိမ်မက်လာလာလေးကို Chelsea ကကလပ်ကမ္ဘာဖလားမှာအစိမ့်လိုက်ရရှိုးခဲ့တာကြောင့် Inner ရဲ့သူ့ရဲ့စစ်တီတော်တွေဟာတစ်တစ်ချိန်မှာအသေးသက်ဖို့အညို့နဲ့လာမှာတော့အေကန်မုန်းကြပါပဲဒါပေမဲ့ကျမတို့လိုပြရောင်ပရိသတ်တွေရဲ့ Chelsea ဆိုတာကလည်းဂျကန်ဆန်အိုတိုဘီဒီနီယာကိုရောက်လာခဲ့တာမဟုတ်ပဲသူတို့ရဲ့အောင်မြင်မှုတွေဟာစီဇန်တကြားနဲ့တိစောက်ထားတဲ့သမနစ်ခံစစ်ကြီးလိုခိုင်မာနေခဲ့တာကြောင့်အခုလိုမျိုးကမ္ဘာကလပ်ချန်ပီယံဆုဖလားကြီးကိုထိုက်တန်စွာနဲ့ရရှိခဲ့တာပါ PSG အသင်းဘက်ကလက်စားရှိဖို့အားခဲရသလို Chelsea အသင်းဘက်ကလည်းသူတို့ဟာကမ္ဘာနံပါတ်1ဆိုတာကိုတန်တရားဖြစ်စရာမလိုအောင်ထပ်မံသက်သေပြဖို့ဓာတ်သွေးထားကြမှာတော့သိကြပါပဲဒါကြောင့်သူတပြန်ကိုတပြန်အနိုင်ရလေးရှိတဲ့ဒီနှစ်သင်းရဲ့တမိုင်းကြောင်းရဘသူကအသာစီးရမလဲဆိုတာကခမန်းရခက်ပင်မဲ့တခုကတော့အသေးကြပါပဲအဲ့ဒါကတော့အမားရွအနည်းဆုံးအသင်းကနောက်တစ်ဆင့်ကိုတက်လန်းသွားရမှာပါအဆုံးသက်အနေနဲ့ပြောရရင်စစ်မြေပြင်မှာစင်ကြေတွေတက်နေရမရှိပါဘူးဒါကြောင့်မို့ချန်ပီယံလိဆက်လျှောက်သင်းအဆင့်ရှုံးထွက်မှာတော့လူဝစ်အန်ရီရဲ့ PSG ကပဲအရှက်သိက္ခာကိုပြန်လဲဆယ်သွားမလားဒါမှမဟုတ်လီယန်ရိုဇေးနီယာရဲ့ Chelsea သင်းကပဲသူတို့ရဲ့နှစ်ထပ်အခွင့်ချန်ပီယံဂုံပုတ်ကိုဆက်လက်ထိန်းသိမ်းပြီးနောက်တစ်ဆင့်ကိုထပ်မံတက်လန်းသွားမလားဆိုတာကတော့ကျမတို့အပြာရောင်ပရိသတ်တွေအနေနဲ့ကတော့အရင်ကုန်စိတ်လှုပ်ရှားစာအပြည့်နဲ့စောင့်ကြည့်သွားကြတော့မှာဖြစ်ပါကြောင်းပြောဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင်အပြာရောင်ညီကိုတို့တွေအနေနဲ့ကရောမင်းညကချန်ပီယံလိမောခွဲမှုမှာကျမတို့ Chelsea သင်းနဲ့ PSG သင်းတို့ရဲ့ထိပ်တိုက်တွဲဆုံမှုပေါ်သဘောကျရလားဒါမှမဟုတ်ဘယ်အသင်းနဲ့ကြားစေခြင်းခဲ့ကြလဲဆိုတာကိုယ့်ရဲ့အမြင်နဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်က comment box ထဲမှာဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုဆိုင် Chelsea လိုက် YouTube channel နဲ့ Facebook page မှာနေစဉ် Chelsea သတင်းနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်လေးတွေတင်ဆက်ပေးတော့မှာမလို့ like and follow subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်